ကဘာဒုက္ခတွေနဲ့မင်းကွန်းယဟန်ဂျာဒုက္ခတွေတခင်ပါယူမအစ္စလာမ်အလိုင်ကွမ်ရဟမတုလာဟီဝဘရကာတူမင်္ဂလာပါခင်ဗျာကျွန်တော်ဒီယဟန်ဂျာဒုက္ခတွေတူဖြစ်ပြီး2010ခုနှစ်တွင်မြန်မာနိုင်ငံရခိုင်ပြည်နယ်လူမျိုးတို့တပြင်းမှုကြောင့်မိဘမျိုးသားတွေကိုဆုံးရှုံးခဲ့ရပြီးကိုယ်တိုင်လည်းမိမိနဲ့မြေပြင်ကိုဆွတ်ခွာပြီးဒုက္ခတွေအဖြစ်ထွက်ပြေးလာခဲ့ရသူတူဖြစ်ပါတယ်အခုအချိန်မှာကျွန်တော်ဒီအင်ဒိုနီးရှားနိုင်ငံပကင်ဘာယူမြို့တွင်ဒုက္ခတွေအဖြစ်နေထိုင်လျက်ရှိပါသည်ဒီနေ့ကမ္ဘာဒုက္ခတွေနေ့မှာကျွန်တော်တို့ဒုက္ခတွေများအသင်ထွက်ခွင့်ရတဲ့ရထရဖြစ်ပါတယ်ကျွန်တော်ဒီဒုက္ခတွေတူဖြစ်တယ်ဆိုတာမတရားမှုကြောင့်မိမိအပြင်မထွန်းနိုင်တော့တာမိမိနိုင်ငံတော်ကဘေးကင်းအောင်မခါခွေပေးနိုင်တော့တာဆိုတဲ့အကြည့်ပြေပါကျွန်တော်ရဲ့ဘဝဟာများစွာနဲ့အခက်အခဲများပြင်းထန်နေပြီးကျွန်တော်တို့ဒီလူသားတစ်ယောက်အနေနဲ့ကျွန်တော်တို့လေလူသားတစ်ယောက်အနေနဲ့ဂုဏ်တိတ်ကနဲ့အသက်ရှင်ခွင့်တရားရဲ့ကျင့်မာရေးနဲ့အနာဂတ်တစ်ခုတည်ဆောက်ခွင့်ကိုရရှိခြင်းပါတယ်ကျွန်တော်တို့မှာအခွင့်အရေးရခဲ့မယ်ဆိုရင်ကျွန်တော်တို့တွေကအများဖြာကလူအဖွဲ့အစည်းအထွက်အကျိုးပြုနိုင်တဲ့အင်အားကြီးတို့လူသားတွေပြည်လာနိုင်ပါတယ်ကျွန်တော်တို့တွေမှာဆရာဝန်ပြည်ကျင်သူများဆရာမပြည်ကျင်သူများလူအခွင့်အရေးများအထွက်အသေးပြည်ကျင်သူများနဲ့အနာဂတ်ကိုပြင်ပေါ်ဆောင်ခြင်းတဲ့လူငယ်တွေရှိနေကြပါတယ်ကျွန်တော်ဒီနေ့မှာကမ္ဘာလူထုတောင်းဆိုခြင်းတာကတော့ကျွန်တော်တို့ကိုမျက်နှာမဖုံးပဲချိကြပါကျွန်တော်တို့အသင်ကိုနားထောင်ကြပါကျွန်တော်တို့ဘဝအထွတ်အနာဂတ်တစ်ခုရှိအောင်မျက်ထားမှုနဲ့အခွင့်အရေးကိုဖဲကြပါကျေးဇူးတင်ပါတယ်ဝါဆလာမုအလိုင်ကွမ်ရဟမတုလာဟီဝဘရကာတူ